မေတ္တာတရားနဲ့စိတ်ရှည်တည်ခံမှုကအကန့်အသတ်ရှိသလားအချို့သောရာဇဝတ်မှုတွေရဲ့နောက်ွယ်မှာရက်ဆက်ကြမ်းကြုတ်မှုထက်ပုံမနှက်ဆိုင်တဲ့နာကျင်မှုတွေပုံကွယ်နေတတ်ပါတယ်ဒီနေ့ Cherry တို့လေ့လာမယ့်အမှုကတော့ New Taipei မြို့ရဲ့14ထပ်မြောက်တိုက်ခန်းတစ်ခုကနေစတင်ခဲ့တဲ့လူမှုအဖွဲ့အစည်းတစ်ခုလုံးကိုတုံ့လုပ်စေခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုပဲဖြစ်ပါတယ်တရားခံကအသက်80အရွယ် Mr. Lin ဖြစ်ပါတယ်သူကအငိမ့်စားဆောက်လုပ်ရေးလုပ်သားတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ဘဝနောက်ဆုံးအချိန်တွေကိုဖျားနာနေတဲ့ဇနီးတွေကိုပြုစုရင်းကုံဆုံးနေသူပါသူ့ရဲ့ဇနီးကအုံနောက်ထဲမှာရေဝိုင်းတဲ့ဝေဒနာကိုပြင်းထန်စွာခံစားနေရတဲ့သူဖြစ်ပါတယ်အဲ့ဒီယောဂကြောင့်ပဲသူ့ရဲ့ဇနီးကစကားမပြောနိုင်မလှုပ်ရှားနိုင်တော့ဘဲနဲ့နေ့စဉ်လူမှုကိစ္စအဝဝအတွက်သူ့ရဲ့အပေါ်မှာပဲလုံလုံလားလားမိခိုနေခဲ့ရပါတယ်နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှအထီးကျန်စွာပြုစုစောင့်ရှောက်ရင်းနဲ့မစ္စတာလီရဲ့စိတ်ကျန်းမာရေးနဲ့ခန္ဓာကိုယ်ကအဆုံးအထိပင်ပန်းနွမ်းနယ်နေခဲ့ပြီဆိုတာဘယ်သူမှသတိမထားမိခဲ့ကြပါဘူး2024ခုနှစ်ဒီဇင်ဘာ9ရက်နေ့အဲ့ဒီနေ့မှာတော့မစ္စတာလင်ကကြိုတင်စီစဉ်ထားပုံရတဲ့အဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်နေ့လယ်ပိုင်းမှာဝေဒနာရှင်ဇနီးတွေကိုဝှီးချဲနဲ့တွန်းပြီးတော့သူတို့နေထိုင်တဲ့ရှင်ကျွမ်းအရက်က14ထပ်မြောက်တိုက်ခန်းရဲ့ပဒင်းပေါက်နားကိုခေါ်ဆောင်သွားခဲ့ပါတယ်မှုတ်ကင်းမှတ်တမ်းတွေအရဆိုရင်သူကဇနီးတွေကိုပဒင်းပေါက်ဘောင်ကိုကင်နံအောင်ထူပေးခဲ့တယ်။အဲဒီနောက်မှာတော့အနောက်ကနေပြီးတော့ဘာမှကာထားခြင်းမရှိတဲ့ပဒင်းပေါက်အပြင်ဘက်ကိုထွန်းချလိုက်ပါတယ်။ဇနီးတွေကပြင်းထန်တဲ့ဒဏ်ရာအမြောက်အများနဲ့အခင်းဖြစ်ပွားရာနေရာမှာတည်ဆုံသွားခဲ့ရပါတယ်။ထူးခြားတာကဒီအမှုမှာတရားခံကထွက်ပြေးဖို့မကြိုးစားခဲ့ဘူး။အခင်းဖြစ်ပြီးတော့9မိနစ်အတွင်းမှာပဲမစ္စတာလင်ကအနီးဆုံးရဲစခန်းကိုသွားပြီးတော့သူ့ရဲ့အပြစ်မှုအားလုံးကိုဝန်ခံခဲ့ပါတယ်2025ခုနှစ်မတ်လမှာတော့ New Taipei ခရိုင်အစိုးရရှေ့နေရုံးကသူ့ကိုလူသတ်မှုနဲ့တရားစွဲဆိုခဲ့ပါတယ်။ဒီအမှုမှာစိတ်ဝင်စားဖို့ကောင်းတာကတရားရုံးရဲ့အဆုံးဖြတ်ပါ။ထိုင်ဝမ်ဥပဒေအရလူသတ်မှုကအနည်းဆုံးထောင်ဒဏ်10နှစ်ကနေသေဒဏ်အထိကြခံရနိုင်ပါတယ်။ဒါပေမဲ့တရားသူကြီးကဒီဖြစ်ရပ်ကိုရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုအဖြစ်မရှုမြင်မဲနဲ့ရေရှည်ပြုစုစောင့်ရှောက်ပေးရသူတွေခံစားရတဲ့ကြေကွဲဖွယ်ဖြစ်ရဲ့အနေနဲ့ပဲသတ်မှတ်ခဲ့ပါတယ်။တေဆုံးသူရဲ့မိသားစုဝင်တွေကိုယ်တိုင်ကလည်းမစ္စတာလင်းရဲ့အပေါ်မှာနစ်နာကြေးတောင်းဆိုတာမျိုးလုံးဝမလုပ်ခဲ့ကြပါဘူး။တရားရုံးကမစ္စတာလင်းကနှစ်ရှည်လများစွာပြုစုစောင့်ရှောက်ခဲ့ရတဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအလွန်အမင်းဖိစီးမှုဒဏ်ခံနေရတာကိုထည့်သွင်းစဉ်းစားခဲ့ပါတယ်။ဒါကြောင့်ထိုင်ဝမ်ရာဇသက်ကြီးပုံမှ59အရထူးခြားတဲ့အခြေအနေတွေကြောင့်အပြစ်ဒဏ်လျှော့ပေါ့ခွင့်ကိုအသုံးပြုပြီးတော့မစ္စတာလင်းကိုထောင်ဒဏ်2နှစ်နဲ့6လတာချမှတ်ခဲ့ပါတယ်။ဒီစီရင်ချက်အပေါ်အယူခံဝင်ပိုင်ခွင့်တော့ကြန့်ရှိနေပါသေးတယ်။ဒီအမှုကမှုခင်းတစ်ခုထပ်ပိုပါတယ်။ဒါကတက်ကြီးရွယ်အိုစောင့်ရှောက်ရေးစနစ်ရဲ့အားနည်းချက်နဲ့ပြုစုစောင့်ရှောက်သူတွေရဲ့စိတ်ကျန်းမာရေးဟာဘလောက်အထိအရေးကြီးတယ်ဆိုတာကိုမိမောင်းထိုးပြလိုက်တဲ့သတိပေးခေါင်းလောင်းတစ်ခုပါပဲ။တခါတလေမှာဥပဒေဆိုတာကစာသားတွေအတိုင်းတင်းကျပ်နေဖို့ထက်လူသားဆန်တဲ့စာနာမှုနဲ့ပေါင်းစပ်ဖို့လိုအပ်တယ်ဆိုတာကိုဒီအမှုကသက်သေပြနေပါတယ်။ကျူးလွန်သူကလူသက်သမားလားဒါမှမဟုတ်ရင်စနစ်ဆိုးရဲ့သားကောင်လားဆိုတာကတော့မိတ်ဆွေတို့ရဲ့ဝေဖန်ပိုင်းခြားမှုအပေါ်မှာပဲမူတည်ပါတယ်ရှင်။